ကိုချစ်ရင်ဘယ်လိုပဲဖြစ်ဖြစ်မြစ်တာပါပဲเนาะကိုတကယ်တော့အချစ်မှာပက္ကာသနာတွေမလိုအပ်ပါဘူးကျမတော့ရရဘာပက္ကာသနာမှမလိုကျမကိုချစ်ပြီးရောအဓိကလေအဲ့ကြောင့်ကျမကိုချစ်လို့ပေးတဲ့ fancy ကိုလည်းကျမတတ်မိုးထားတယ်ကျမကို fancy ပေးလဲကျမဝတ်တယ်တတ်မိုးထားတယ်ယူရယ်เนาะfancy လေးရဲ့အဆင်ပြေပါတယ်အဓိကချစ်ဖို့ပဲလိုပါတယ်เนาะသူချစ်ပြီးတာပဲ Valentine Day အတွက်ပေါ့နော်အချစ်ကပြီးရဲ့လက်ဆောင်လေးပါ Valentine Day နဲ့အတွက်အချစ်ကပြီးရဲ့လက်ဆောင်လေးပါနော်ဒါ fancy လေးပါပဲရိုးရွှေစိန် fancy လေးလည်းပျော်ပါတယ်နော်အဓိကချစ်နေဖို့ပဲလိုတာပါနော်ပက္ကာသနာတွေမလိုအပ်ပါဘူးကျမကလည်းပက္ကာသနာကိုအရင်ကောင်းနဲ့ထဲတဲ့လူမျိုးလည်းမဟုတ်ဘူးဆိုတော့လေအော်ကိုချစ်လို့ပေးတဲ့ပစ္စည်းဆိုတော့လေရွှေစိန်လက်တန်မိုးထားဝေးရမှာပါပဲဒီမှာလူရလိုက်ရလား